ဘဝမှာဝမ်းသာတဲ့အချိန်ရောဝမ်းနည်းတဲ့အချိန်ရောဘယ်အချိန်မျိုးကိုပဲရောက်ရအစားတောက်ဆိုတာကတော့မဖြစ်မနေစားတောက်ပေးရပါတယ်ကိုချစ်ရတဲ့သူကိုဆုံရှုံသွားတာမျိုးပဲဖြစ်ဖြစ်ကိုတစုံတစ်ယောက်ကပြစ်သွားတာမျိုးပဲဖြစ်ဖြစ်အသေးကွဲနေရင်ဖြစ်ပါစေနောက်ဆုံးတော့ချိန်တန်ရင်အစားတောက်ဆိုတာလိုအပ်တဲ့အတွက်ပြန်လည်စားတောက်ပေးရတာမျိုးပါပဲဒီတော့ကျွန်တော်တို့ဟာအစားတောက်တွေနဲ့ဝေးကွာဖို့မဖြစ်နိုင်လောက်တဲ့အထီကိုလွန်စွာမှစားတောက်တွေကကျွန်တော်တို့အတွက်အရေးကြီးပါတယ်ဒီအတွက်ကြောင့်ကျွန်တော်ရဲ့နေ့စဉ်လှုပ်ဆောင်နေတဲ့အလုပ်တွေထဲမှာသင်ချက်ပြတဲ့အလုပ်ကလေးကိုကျွန်တော်မိတ်ဆွေတို့မြင်ရအောင်ဝေငှပေးလိုက်ရခြင်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့အိမ်သားတွေအပြင်ကျွန်တော်ရဲ့အလုပ်ထဲကကလေးတွေအတွက်ပါဂျာဇန်တုတ်ကလေးကျွန်တော်တုတ်ပြပါတယ်ဂျာဇန်တုတ်ဟာအနိုင်ဆုံးလူ15ယောက်စာတုတ်တာဖြစ်တဲ့အတွက်လည်းဗီဒီယိုလေးရှည်သွားရခြင်းဖြစ်ပါတယ်ဗျာရတာရှိအောင်လဲတေချာပြင်ဆင်မွမ်းမံပြီးတော့ကျွန်တော်ရဲ့အကောင်းဆုံးလက်ရာတွေရဲ့မှာတစ်ခုအဖြစ်ဒီဂျာဇန်တုတ်ကလေးကိုကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်ဗျာဒီဂျာဇန်တုတ်မှာအဓိကပါဝင်ပစ္စည်းဖြစ်တဲ့စီချက်ကိုတော့ကျွန်တော်ကနန်းစီနဲ့ချက်လုပ်ထားတာဖြစ်ပါတယ်ငရုတ်စီဖြော်ဆက်ရမှာတော့ထညက်ကြက်သွန်ပြူငရုတ်သီးစိမ်းတကြားငရုတ်စီအီရိုနဲ့တေတေချာချာဖြော်ဆက်ထားတာဖြစ်ပြီးတော့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ကြာဇန်ကိုလည်းအရင်ဆုံးပြုတ်လိုက်ရပါတယ်။အိုကြီးကြီးတဲ့ကိုပြုတ်ထားတဲ့ကြာဇန်တွေထက်အာလူတွေထက်ကြက်သွန်နီနဲ့ကော်ဖီတွေထက်တိုဟူးတွေထက်တခွားသီးတွေလည်းထက်ပဲပင်ပေါက်ကလေးတွေလည်းထက်ရှောက်ရွက်ကလေးတွေလည်းထက်ချင်းရည်တွေပွားနေပြီးတော့လောင်းထလောင်းစီချက်ကလေးတွေစီချက်လောက်ထားလေးထက်ဒါတော့ဘာကြီးလဲဘာကြီးလဲမသိဘူးနေပါဦးဘာပါလဲရတာမုတ်တွေဖြူအပဲမုတ်တွေထက်အပဲမုတ်တွေပဲထက်စားလေးနဲ့ပဲထည့်ပါတယ်ငံပြာကြီးဘာဖြစ်လို့လဲဆိုတော့ရတာတွေအကုန်လုံးကိုကျွန်တော်မွမ်းမံမိသားဖြစ်လို့ပါစားအများကြီးထဲငံသွားမှစိုးလို့ဖြစ်ပါတယ်ရုပ်သီးတွေထဲနေတယ်ဖြင့်နေတယ်ဟာထနေဟာလမ်းနေနိုင်တယ်မွေတယ်ပတ်တယ်ခောက်တယ်လိမ့်တယ်လမ်းနေတွန်းတယ်ထိုးတယ်ဟဲ့အောင်ငရုတ်သီးတွေဖြူပါတယ်ခင်ဗျငရုတ်သီးကအဆက်နဲ့ပေါ်လို့ပါငရုတ်သီးရဲ့အနေထားကိုကျွန်တော်မသိတဲ့အတွက်ငရုတ်သီးတွေလို့ထပ်ထည့်လိုက်ပါတယ်ဟာလိမ့်နေထိုးတယ်ပကံများရဲ့ထည့်ပါပြီပထမဆုံးကတော့ကျွန်တော်မိမကိုကျွေးဖို့ပါသူ့ကိုမှကျွန်တော်အရင်ဆုံးကျွေးနိုင်ပါဘူးသူ့ကိုပဲကျွန်တော်အရင်ဆုံးကျွေးပါမယ်နောက်တစ်ပကံကတော့ကျွန်တော်စားဖို့ပါအများကြီးထည့်တယ်ဆိုပြီးအများကြီးစားရလို့မထင်ပါနဲ့ဒါကတော့ကျွန်တော်လောက်ကကလေးတွေအလုံးလုံးနေရင်လည်းဘိုက်စားတဲ့အချိန်ညနေချိန်မှာကျွန်တော်တို့အမြဲတမ်းတစ်ခုမဟုတ်တစ်ခုလှုပ်ကြွေးဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်လက်ရကြာစံတုတ်ကလေးသူတို့စားရမှာဖြစ်ပါတယ်ခင်ဗျာစားနေနဲ့မွာသေးဘူးဆိုရင်လည်းထပ်ပြီးတော့ယူလို့ရသေးရဲ့နော်တွေ့တဲ့အတိုင်းအမုံဆွဲလို့ရရင်နော်ထုံးစံတိုင်းကျွန်တော်ရဲ့ကြာစံတုတ်ကလေးကိုအရသာရှိမရှိပြောပြပေးမယ်ကျွန်တော်ဒူလေးရဲ့ TikTok အကောင့်ကိုလည်းတွားရောက်အားပေးကြပါဦးဗျာတတာ